ချစ်စွာသောယုံကြည်သူညီကိုမောင်နှမနေ့ရက်စဉ်တိုင်းမှာ adversity လို့ခေါ်တဲ့အစီအတားတွေခက်ခဲမှုတွေအပိတ်ဆို့တွေယုံကြည်သူတိုင်းရဲ့ဘဝမှာနေ့ရက်တိုင်းမှာကြုံရတယ်ဗျာဒါပေမဲ့အဲ့ဒီ adversity လို့ခေါ်တဲ့အစီအတားတွေအပေါ်မှာဘုရားသခင်ရဲ့လူရှင်ပေါလုကဒါကြီးကသူ့ရဲ့ burden သူ့ရဲ့ဝင်ကြီးလို့သူမခံယူဘဲနဲ့ဒီအရာဟာဒီ adversity လို့ခေါ်တဲ့ခက်ခဲခြင်းဟာဘုရားသခင်ပေးတဲ့သူ့ကိုဖြတ်တန်းစေတဲ့ bridge သူယုံကြည်ခြင်းနဲ့ဖြတ်တန်းရမယ့်လေကားလို့သူခံယူတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့တယောက်ချင်းစီရဲ့ဘဝတက်တာထဲမှာသင်ဘဝမှာကြုံနေရတဲ့နေ့စဉ်ဘဝရဲ့အသက်တာအခက်အခဲအကောင်းဆိုးအားလုံးကိုဘယ်တော့မှ burden လို့မခံယူဘဲနဲ့ bridge ဘုရားသခင်ယုံကြည်ခြင်းနဲ့ထိုးပေးတဲ့တရားလို့ခံယူတတ်ဖို့လိုပါတယ်။အခက်အခဲအားလုံးပေါ်မှာတမန်တော်ရှင်ပေါလုကဘုရားစီကလာတဲ့ supernatural strength supernatural energy နဲ့သူဖြတ်တန်းတဲ့အတွက်ကြောင့်သူက burden လို့မခံယူဘဲနဲ့ bridge လို့ခံယူတယ်ဆိုတာနားလေရတယ်။ဒါကြောင့်ဒီကနေ့သင်ဘဝမှာကြုံရတဲ့ adversity လို့ခေါ်တဲ့အခက်အခဲတိုင်းဟာသင်အတွက် bridge ဖြစ်ပါစေ။သင်အတွက် burden မဖြစ်ပါစေနဲ့ bridge ဖြစ်ပါတယ်လို့ခံယူပြီးအသက်ရှင်ပါလို့အားပေးခြင်း